စားကြတဘောဝဲရလာပြန်ပြီညီမလေးကျေးဇူးတင်တယ်နော်မကြပစ္စည်းအများကြီးပဲစားကြညီမလေးကုသိုလ်ရတယ်တိလားဘာလို့ဆိုတော့ညီမလေးပို့လာခဲ့တဲ့ဟာဆိုရင်တုတ်လဲကျွေးတယ်ဟိုသူ့အမေ6ကွဲလေကျွေးတယ်သူ့အမေ6ကွဲလေကြိုက်တယ်ကျေးဇူးတင်ပါတယ်မမကြီးလို့မမကျမပါစေချမ်းသာပါစေလို့ပြောလိုက်ခဲ့မယ်ကျမကြီးတွေကောင်းပါစေလို့လူရဆန္ဒပြပါစေလို့ထီတွေချဲတွေပေါက်ပါစေလို့ပြောလိုက်ဆုတောင်းပြကြလက်ပြတယ်မမအေးဟုတ်ပြီဒီဘက်ညီမလေးပိုးတာအခုပဲကျွေးနေပြီမစားနေပြီဆွဲနေပြီကောင်မသူ့2000လောက်ချကျွေးလေအခုလေးဗီဒီယိုရိုက်ဖို့နည်းနည်းနောက်ကျပါမှာ1000လောက်ခုတ်သွားရင်ဒါ1000ကျန်1000စာလောက်ကျန်နေတယ်စားနေပြီဟာတော်အတွဲတဲ့ဟိုညီမလေးပစ္စည်းပို့လာပြန်ပြီဟိုမှာတကားပေါက်ချောင်းဟိုမှာတတော်ဟိုမှာတကားပေါက်အဲ့ဒါတတော်ခံမယ်ချောင်းတော့မချောင်းမှာပစ္စည်းရောက်လာပြီမှာဟိုညီမလေးပစ္စည်းပို့လာခဲ့တယ်ဒီမှာတတော်အတွက်ဟို၄နှစ်ညော်ပဲညီမလေးပစ္စည်းအခမ်းအနားပို့တယ်ဟိုတစ်ခါလည်းပို့တယ်တစ်ခေါက်နှစ်ခေါက်အခုဖုံမကောင်းအခုလည်းမရိုက်ဖြစ်ဘူးလေမဒီနေ့လည်းပစ္စည်းတစ်ခေါက်ရောက်လာပြန်ပြီတတော်အတွက်တဲ့အဲ့ဒါမှာအမလေးလေးလိုက်တာခဏနေအောင်တခါလေးဖွင့်လိုက်အောင်တော့မပစ္စည်းပို့လာပြန်ပြီသွားထဲဝင်မမပစ္စည်းပို့လာပြန်ပြီမကြည့်ဘာလဲပါလဲမသိကြည့်အမလေးမကြည့်မမပစ္စည်းပို့လာပြန်တော့တခါပဲတယ်မှာဖောက်ကြည့်မနော်ဟာဆက်စစ်တယ်သွားကြဖယ်နေဖယ်လေးပစ္စည်းဖောက်မလေးနေဖယ်အိမ်ဝင်တယ်ဟာပစ္စည်းဖောက်တော်ပစ္စည်းဖောက်မယ်ဟာနေနော်ခဏနေဒါပြလို့ချင်းကြားတယ်ဟိုစားအောင်မဘရန်အောင်မခဏလေးနော်ဒါမှပြတော့တော်မိခဏနော်ပစ္စည်းဖောက်လိုက်အောင်တော်ပဲခဏကြည့်လိုက်သိမှသာဟုတ်ပြီဘာချအိုးပစ္စည်းစားကြတဘောဝဲရလာပြန်ပြီညီမလေးကျေးဇူးတင်တယ်နော်ဟိုတစ်ခါလည်းညီမလေးပို့လာခဲ့အခုလေးဗီဒီယိုမရိုက်ဖြစ်အခုဖုံမကောင်းလို့လေဖုံကအတိတန်ပဲနည်းနည်းဒိတ်အောင်နေဆိုတော့အဲ့ဒါတော့လောက်တယ်မကြပစ္စည်းအများကြီးပဲစားကြညီမလေးကုသိုလ်ရတယ်တိလားဘာလို့ဆိုတော့ညီမလေးပို့လာခဲ့တဲ့ဟာဆိုရင်တုတ်လဲကျွေးတယ်ဟိုသူ့အမေ6ကွဲလေကျွေးတယ်သူ့အမေ6ကွဲလေကြိုက်တယ်ဒါပေမဲ့ဒါလေးကလေညီမလေးဘယ်လိုပြောမလဲညီမလေးပို့လာခဲ့တယ်နော်တမျိုးတော့မထင်နဲ့ဒါပေမဲ့ဟိုဇေဒနာစော်ကားတာမဟုတ်ဟိုသူတို့တွေကအကောင်သေးမျိုးဒါတွေသူတို့ဝါလို့မတတ်ဘူးကိုက်လို့မတတ်ဘူးအဒါမာတယ်လေလာအောင်ကပြောငါလည်းဆုံးမမရအောင်နော်ဟိုမှာတန်းနေသွားဟိုမှာတန်းနေရောအိမ်မှာတော်ထိုင်အိမ်မှာထိုင်လေတခုံးပြောမရအောင်ငါအဲ့ဒါလာပြောပြတာဒါတွေကလေသူတို့အကောင်သေးတော့သူတို့ဝါသူကိုက်လို့မနိုင်ဒါကြလေအဲ့ဒါကြောင့်မို့အကိုဆိုလမ်းပေးရဟိုတီလေးတွေအကိုသားကျွေးတယ်ညီမလေးရဲ့အဲ့ဒါကြောင့်မို့ဒါပေမဲ့ကျေးဇူးတက်တင်တယ်နော်ပစ္စည်းပို့လာခဲ့ပြီတွေ့ဒါလည်းဆိုသူတို့ကြိုက်တယ်သူ့အမေရောကြိုက်တယ်ဟိုဒါလည်းပစ္စည်းအစ်စ်တမျိုးလေးပဲတစ်ခါမှမတွေ့ဘူးဟိုအများကြီးပဲတုံနော်ညီမလေးကျေးဇူးတင်တယ်နော်ညီမလေးဟလာလာပြောပြတာတို့ကျေးဇူးတင်တယ်တို့အရန်မဲ့တကယ်မှာဒါကြောင့်ပတ်စံနဲ့ဝယ်ကျွေးမဆိုတာတွေမနေပဲဈေးတွေဒီတစ်ဖာဆိုတုံနော်မီလက်ပေးရောအေးဒီဘက်ချမ်းအေးကျေးဇူးတင်လို့ပြောတာမမကျေးဇူးတင်လို့ပြောတာကျေးဇူးတင်ပါတယ်မမကြီးလို့မမကျမပါစေချမ်းသာပါစေလို့ပြောလိုက်ခဲ့မယ်ကျမကြီးတွေကောင်းပါစေလို့လူရဆန္ဒပြပါစေလို့ထီတွေချဲတွေပေါက်ပါစေလို့ပြောတာဆုတောင်းပြကြလက်ပြတယ်မမအေးဟုတ်ပြီဒီဘက်ချမ်းပေးဟာမပေးချင်ဘူးပေးလက်ဒီဘက်ပေးအေးโอเคအားလုံးဘိုင်ဘိုင်6ကွဲတဲ့ကျွေးနော်ညီမလေး6ကွဲတဲ့ကျွေးတယ်နော်သူတို့တာမင်းတွေကတော့တူကျွေးပါတယ်လို့အားလုံးဘိုင်ဘိုင်ပါညီမလေးပိုးတာအခုပဲကျွေးနေပြီမစားနေပြီဆွဲနေပြီကောင်မသူ့2000လောက်ချကျွေးလေအခုလေးဗီဒီယိုရိုက်ဖို့နည်းနည်းနောက်ကျပါမှာ1000လောက်ခုတ်သွားရင်ဒါ1000ကျန်1000စာလောက်ကျန်နေတယ်စားနေပြီစားနေပြီခေါင်းတော့မမောက်လားတော့